အားလုံးပဲမင်္ဂလာပါကျေးဇူး channel နဲ့ကြိုဆိုပါတယ်ဒီကလေးပေးထားတာပေါ့နော်ဗီဒီယိုကြည့်ရလို့လူတွေပေါက်သွားလဲတော့မသိဘူးကြည့်နေတဲ့လူတွေထိုးမိရင်တော့ပေါက်မယ်ပေါ့နော် channel ကလည်း subscribe နေနေတဲ့အခါဆိုတော့ဗာလဲကြည့်မိမှာမဟုတ်ဘူးပေါ့နော်ဒီတိုင်းအားကြောင့်မို့ဗီဒီယို review မတင်မှန်းနဲ့ short လေးတင်တော့နည်း view နေသေးပေါ့နော် main ပေးထားတယ် main ပေးထားတဲ့အကွက်ထဲမှာ main တော့ကွက်ထိုးရင်တော့ပေါက်နေမယ်ပေါ့နော်ဟုတ်ဒီတစ်ပတ်ထဲမှာဆိုရင်ကိုဗစ်အောင်ခဲ့တယ်ပြီးတော့ပတိဒီ break ကြတဲ့လူတွေဒီတပိတ်ပဲထိုးရင်တော့မှအစိုးရအောင်ပါပေါ့ဒီလိုမကြိုက်တဲ့လူပတိတလုံးမကြိုက်တဲ့လူကြတော့ရှစ်ပတိကိုလည်းခံခဲ့တယ်ပေါ့နော်ရှစ်ချောင်းနဲ့အောင်ပါရဲ့အောက်ကတော့မပါဘူးပြီးတော့နောက်နေ့ကြတော့အခွေထပ်ပေးတယ်ဒီမှာဗီဒီယိုတွေပြန်ကြည့်လို့ရပါတယ်အခွေထပ်ပေးတယ်496တဲ့ခွေပူအခွေထပ်ပေးတယ်အင်္ဂါနဲ့ဗုဒ္ဓဝတိပဲထိုးရမယ်ပေါ့နော်ဒီခွေပြီးရင်နောက်ခွေပေးမယ်ဒီခွေအောင်ရင်နောက်ခွေပေးမယ်ပြောခဲ့တယ်ဒါပေမဲ့69နဲ့အောင်ရတယ်69နဲ့အောင်ရတဲ့အတွက်69နဲ့အောင်ရလို့နောက်တစ်ခွေမှထပ်ပေးခဲ့တယ်ပေါ့နော်အောက်ကတော့မထီ64အော်ပဲနော်69ထောက်ပါတော့အော်တော့မထီဘူးဒီတစ်ခွေအောင်ရင်နောက်ထပ်ပေးမယ်ဆိုလို့နောက်တစ်ခွေထပ်ပေးတယ်ပေါ့ဒီမှာပါနောက်တစ်ခွေစောင့်ကြည့်မယ်ဆိုလို့ပြီးခဲ့ပါတော့ဒီတော့ဗီဒီယိုတင်လာသေးရဲ့ကြည့်လို့ရတယ်မှာတေးနဲ့ဂျလာဘရီနဲ့တောက်ကြနေပဲထိုးရမယ်အခွေထပ်ပေးတယ်အဲ့ဒါကတေးချောင်းနှစ်ခုခွေဘူးဆိုပြီးတော့ထပ်ပေးတယ်နှစ်ခုကိုမင်းလေးနဲ့ကစားခိုင်းတာပဲပေါ့နော်ကိုဗရိတ်ထက်ကြိုက်လို့ပေါ့နော်ကိုဗရိတ်ထက်ကြိုက်လို့နှစ်ခုကိုကြိုက်လို့နှစ်ခုနှစ်ခုဆိုပြီးကစားခိုင်းတယ်ဂိုင်မာဒီဝေထဲမှာပဲနှစ်ချိန်မနာဝညောင်းနှစ်ချိန်အောင်ရတယ်ပေါ့နော်မလည်းဒီမနက်ပိုင်းမဲ့ထိုးမိပေါ့နော်ခုနှစ်နဲ့အောင်လဲနောက်တစ်ပတ်အတွက်တတိရဲ့ brain ရဲ့အခွေရဲ့ပေါ့ကြည့်နေဆိုရင် channel လေးကို subscribe လုပ်ပေးပါfree တွေချပေးနေမှာပေါ့နော် free တွေချပေးနေမယ်အားလုံးမှလည်းကန်ဆက်ရင်အားလုံးတူတူပေါက်ကြမယ်ပေါ့နော်ဟုတ်ကန်ဆက်ရင်တူတူပေါက်ကြမယ်ဒီကပတ်တိကျတယ်လို့ပတ်တိပေါ့ break ကျတယ်လို့ break အခွေကျတယ်အခွေညီမကတော့အခွေအားတာပေါ့နော်ပို့အားတာတဲ့အတွက်ဒီချာလုပ်ပေးမယ်ဒီချာကလန်နာကြည့်ပေးမယ်ဒီချာလုပ်ပေးမှာပေါ့နော်ဒီချာလုပ်ထားတဲ့အခွေချပြပေးမယ်ပေါ့နော်ဟုတ်အဲဆိုရင် channel လေးကို subscribe လေးလုပ်ပြီးတော့ share ပေးကြပါအောင်နော်အားလုံးပါကျေးဇူးပါ